ကြောက်ပြင်ထက်မှတနက်ခါသွေးတဲ့အတန်လေးကမြမကြီးလက်ရဲ့မနက်ခင်းတိုင်းကိုနိုးထားစေခဲ့တယ်။ရွှေဝါရောင်တနက်ခါနံလေးကစိတ်ကိုကြည်လင်လန်းဆန်းသွားစေတာပေါ့။အမေလူပေးတဲ့တနက်ခါကပါးပြင်ပေါ်မှာအေးမြယုံတင်မကဘူးနှလုံးသားတဲ့အထိပါမြတ်တာရိပ်တွေဖြာကျသွားစေတယ်။လက်ချောင်းလေးတွေနဲ့ပုံဖော်လိုက်တဲ့တနက်ခါကွက်လေးတွေဟာဘဲပကြီးဆေးရမှမတူပနိုင်တဲ့ကျမတို့ရဲ့ရိုးရာအလှတရားပကြီးကားတစ်ချက်ပါပဲမှန်တဲ့ကကိုအလှကိုပြန်ကြည့်ပြီးပြုံးနေတဲ့မျက်နှာလေးကဖြူစင်မှုတွေနဲ့ဝေစာလို့နေတယ်ဒီရွှေဝါရောင်အလှတရားဟာသူ့အတွက်တော့ဂုဏ်ယူစရာပေါ့နေပူတန်ကိုလည်းအေးမြစေတယ်ကြည့်ရသူကိုလည်းအေးချမ်းစေတယ်ဒါဟာကျမတို့ရဲ့မြမကြီးလက်ကတနက်ခါအလှတရားပဲဖြစ်ပါတယ်